ဒီနေ့သင်ကြားမယ့်သင်ခန်းစာလေးကတော့ Grade 11 Mathematics Chapter 1 Factor Theorem နဲ့ဆိုင်တဲ့ Exercise 1.2 Number 4 Number 5 Number 6 ပဲဖြစ်ပါတယ် Number 4 Find the factors of 2h2 plus 11h squared plus 18h plus 9ပေးထားတဲ့ polynomial ကိန်းတန်းကြီးရဲ့ factor တွေကိုရှာပေးပါလို့ပြောထားပါတယ်။ဒါဆိုရင်ဒီမှာ 2h cube h ရဲ့ power က3ဓာတ်ကအများဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့ factor အားလုံးပေါင်း3ခုရမှာဖြစ်ပါတယ်။ပေးထားတဲ့ polynomial ကိန်းတန်းကို f4h လို့ထားလိုက်ရအောင်။ Let f4h is equal to 2h2 plus 11h squared plus 18h plus 9factor ရှာဖို့အတွက်အဆင့်တွေကိုကြည့်အောင်နံပါတ်1ဘာလို့ရမလဲဆိုတော့3ဓာတ်ကိန်းဖြစ်တဲ့အတွက်ကြောင့်မလို့ factor တစ်ခုကိုအရင်ဆုံးရှာပေးရမှာဖြစ်ပါတယ်အထက်က3ဓာတ်ကိန်းဖြစ်တဲ့အတွက်ကြောင့် factor တစ်ခုကိုအရင်ဆုံးရှာပေးရမှာဖြစ်ပါတယ်အဆင့်2ပေးထားတဲ့ဒီကိန်းတန်းကြီးကိုခုနရှာထားတဲ့ factor နဲ့စားပေးရမှာဖြစ်ပါတယ်အဆင့်3f4h ကိုလိုချင်ရင်စားကိန်းနဲ့စားလဲနဲ့မြှောက်ပေးရမှာဖြစ်ပြီးတော့အဆင့်4စက်ချေကခွဲလိုက်မယ်ဆိုရင် factor အလုံး3ခုရမှာဖြစ်ပါတယ်။ဒါဆိုရင်ပြန်ပြောကြည့်အောင်အဆင့်1 3ဓာတ်ကိန်းဖြစ်တဲ့အတွက်ကြောင့် factor တစ်ခုအရင်ဆုံးရှာမယ်။နံပါတ်2ပေးထားတဲ့ကိန်းတန်းကြီးကိုရထားတဲ့ခုနရှာထားတဲ့ factor နဲ့စားပေးရမယ်။ပြီးလို့ရှိရင် f4h စီများချင်းစားကိန်းနဲ့စားလဲပုံစံပြောင်းမယ်။နောက်ဆုံးအဆင့်စက်ချေကခွဲတာဖြစ်ပါတယ်။ factor 3ခုရရှိမှာဖြစ်ပါတယ်။ဒါဆိုရင်ပထမ factor ကိုဘယ်လိုရှာမလဲနောက်ဆုံးကိန်းကိုကြည့်တော့ဘာဖြစ်လဲဆိုရင်9ကိုရတယ်9ကိုခွဲကြည့်အောင်9က1 9လီ9ရယ်9က3 3လီ9ရယ်ကိုရရှိတယ်အဲ့ဒါကြောင့်အခုရှာမဲ့ factor တွေက plus or minus 1 plus or minus 3 plus or minus 9တွေကနေပြီးတော့အစားသွင်းပြီးတော့တွက်ကြည့်ရမှာဖြစ်ပါတယ်ပထမဆုံး minus 1ကိုအရင်ထည့်ကြည့်အောင် f4h ရဲ့ h နေရာတွေမှာ minus 1တွေလိုက်ထည့်ကြည့်မယ်ဒါဆိုရင်2 into minus 1 the whole cube 11 into minus 1 the whole square plus 18 into minus 1 plus 9 minus 1 3ဓာတ်က minus 1ဖြစ်ပြီးတော့ minus 1နဲ့2နဲ့မြောက်တော့ minus 2 plus 11နဲ့ minus 1 the whole squareက1 11နဲ့1နဲ့မြောက်တော့11 plus 18နဲ့ minus 1နဲ့မြောက်တော့ minus 18 plus 9ဒါဆိုရင် minus 18နဲ့ minus 2နဲ့က minus 20 plus 11နဲ့ plus 9က plus 20ရရှိမှာဖြစ်ပါတယ်။အဲဒါကြောင့် minus 20နဲ့ plus 20နဲ့ဆိုတော့0ရသွားပြီ။ remainder 0ရတယ်စားလို့ပြတ်တယ်ဆိုရင်ဒီကိန်းတိုင်းကဘာဖြစ်သွားလဲဆိုလို့ရှိရင်ဒီစားတဲ့ကိန်းက factor ဖြစ်သွားပါတယ်။ f4 minus 1နဲ့စားရင်0ရလို့သူ့ရဲ့စားကိန်းကဘယ်သူက factor ဖြစ်သွားလဲဆိုရင် h plus 1 is a factor of f4 h ဖြစ်သွားပါတယ်။ x minus 1က0ဆိုရင် x plus 1 is a factor of f4x ဖြစ်ပါတယ်။နံပါတ်2အစဉ်ပေးထားတဲ့3ဓာတ်ကိန်းဖြစ်လို့ factor တစ်ခုကိုရှာပါဆိုရှာပြီးသွားပြီ။နံပါတ်2ပေးထားတဲ့ဒီကိန်းတန်းကြီးကိုဒီရလာတဲ့ဒီ factor နဲ့စားပေးပါတဲ့။ဒါဆိုရင်ပေးထားတဲ့ကိန်းတန်းကြီးက 2h2 plus 11h squared plus 18h plus 9ရလာတဲ့ factor x plus 1မို့လို့ x plus 1နဲ့စားမယ်။ဒါဆိုရင်ရှေ့ကိန်းကဒီမှာ x ဒီရဲ့ရှေ့ကိန်းက 2h squared 2h2 ရအောင်လို့ x ကိုဘာနဲ့မြှောက်ပေးရမှာလဲဆိုရင် 2h squared နဲ့မြှောက်ပေးရမှာဖြစ်တယ်အဲဒါကြောင့် 2h squared နဲ့ x နဲ့မြှောက်ရင် 2h2 ရပြီးတော့ 2h squared နဲ့1နဲ့မြှောက်ရင် 2h squared ရရှိတယ်ဖြစ်တယ်အားကြောင့်ဒီကနှုတ်လိုက်ရင်ဒါက minus ဖြစ်သွားမယ်ဒါလည်း minus ဖြစ်သွားမယ် plus 2h2 နဲ့ minus 2h2 နဲ့ကြည့်မယ် plus 11h squared နဲ့ minus 2h squared နဲ့ဆိုတော့ဘာပဲကျန်မှာလဲဆိုလို့ရှိရင် 9h squared ကျန်မယ်ပြီးတော့ဒီက plus 18h squared ကိုထည့်ဒါဆိုရှေ့ဆုံးကိန်းချင်းကြည့်မယ်ဒီမှာက x ဒီမှာက 9h squared ဒါဆိုရင် x ကို 9h squared ရအောင်ဘာနဲ့မြှောက်ရမှာလဲဆိုရင် plus 9h နဲ့မြှောက်ပေးရမှာဖြစ်တယ်အဲဒါကြောင့် 9h squared 9h နဲ့ x နဲ့မြှောက်ရင်ဘာပြန်ရမှာလဲဆိုရင် 9h squared ရမယ် plus 1နဲ့ 9h နဲ့မြှောက်တော့ plus 9h ရမယ်
နှုတ်ကြည့်ရအောင်ဒါက minus 9a square ဖြစ်သွားမယ်ဒါက minus 9a ဖြစ်မယ် plus 9a square နဲ့ minus 9a square ဆိုတော့ခြေသွားပြီးတော့ plus 18x နဲ့ minus 9x ဆိုလို့ရှိရင် plus 9x ကျန်မယ်ပြီးရင်ဒီက plus 9ကိုဆွဲချလိုက်မယ်ဒါဆိုရှေ့ဆုံးကိန်းချင်းကြည့်မယ်ဒီမှာ 9x ဒီမှာ x ဒါဆိုရင်ဒီ x ကို 9x ရအောင်ဘယ်လောက်နဲ့မြှောက်ပေးရမှာလဲဆိုရင် plus 9နဲ့မြှောက်ပေးရမယ်ဒါဆို9နဲ့ x နဲ့မြှောက်တော့ 9x 9နဲ့1နဲ့မြှောက်တော့9ဒါဆိုရင်အကုန်ကြည့်သွားပြီသူနံပါတ်2အဆင့်လဲရှာပြီးသွားပြီပေးထားတဲ့ကိန်းတန်းကိုရတဲ့ factor နဲ့စားပြီးသွားပြီနံပါတ်3အဆင့်ဘယ်လိုပြောင်းပေးရမလဲဆိုရင် f4x equal to စားကိန်းအမြောက်စားလက်ဒီမှာစားကိန်းက x plus 1စားလက်က 2x square plus 9x plus 9ဒါဆိုရင်အဲ့ဒီပုံစံအတိုင်းပြောင်းမယ် f4x is equal to စားကိန်းက x plus 1စားလက်က 2x square plus 9x plus 9နောက်ဆုံးနံပါတ်4အဆင့်ချက်ချေကခွဲပါခွဲလိုက်မယ် x plus 1သူ့ကိုချက်ချေကခွဲလိုက်တော့ 2x plus 3တကွင် x plus 3တကွင်ဒါဆိုရင် factor 1ခု2ခု3ခု factor 3ခုရရှိသွားမှာဖြစ်ပါတယ် x plus 1, 2x plus 3 and x plus 3 are factors of f4x ဖြစ်ပါတယ်နံပါတ်5Find the factors of x2 plus 5x square plus 2x minus 8ဒါဆိုလည်းခုနအတိုင်းပဲ3တက်ကိန်းဖြစ်တယ်3တက်ကိန်းဖြစ်တဲ့အတွက်ကြောင့်မလို့ factor 3ခုရမှာဖြစ်တယ်နံပါတ်1အဆင့်ပေးထားဒီ3တက်ကိန်းဖြစ်တဲ့အတွက်ကြောင့်မလို့ဘာလို့ရင်ရှာမှာလဲဆိုရင် factor တစ်ခုအရင်ဆုံးရှာမယ်နံပါတ်2အဆင့်ကပေးထားတဲ့ကိန်းတန်းကိုခုနရှာလို့ရတဲ့ factor နဲ့စားမယ်နံပါတ်3အဆင့်f4x is equal to စားကိန်းအမြောက်စားလက်ပုံစံပြောင်းမယ်နံပါတ်4အဆင့်ချက်ချေကခွဲပါမယ်ဒါဆိုရင်ပေးထားတဲ့ကိန်းတန်းကြီးကို f4x လို့ထားလိုက်ရအောင် let f4x is equal to x2 plus 5x square plus 2x minus 8ဒါဆိုရင်နောက်ဆုံးကိန်းကဘာဖြစ်နေလဲ8နောက်ဆုံးကိန်းက8က1ရှိလီ8 2 4လီ8ဒါဆိုfactor တွေက plus or minus 1 plus or minus 2 plus or minus 4 plus or minus 8ထဲကဖြစ်နိုင်တယ်အဲ့ဒါကြောင့်ပထမဆုံးဖြစ်တဲ့1ကိုအစားသွင်းကြည့်ကြည့်အောင် f4x ရဲ့ x နေရာတွေမှာ1ထည့်လိုက်မယ်1 2 plus 5 into 1 square plus 2 into 1 minus 8 1 2က1 5 into 1က5 plus 2 minus 8 1ရယ်5ရယ်2ရယ်က plus တွေပြမှုလို့ပေါင်းလိုက်တော့ plus 8 minus 8ဒါဆိုရင်0ရပြီ remainder 0ဆိုစားလို့ပြတ်တယ်စားလို့ပြတ်တဲ့ case ပြတ်တယ်ဆိုရင်အဲ့ဒီကိန်းက factor ဖြစ်သွားပြီ f4 1က0ဖြစ်တဲ့အတွက်ကြောင့်မလို့ x minus 1က factor ဖြစ်သွားပါတယ်နံပါတ်1ဆင်ပြီးသွားပြီ factor တစ်ခုရှာပြီးသွားပြီဆက်ပြီးတော့ပြလို့မရဘူးကဲဒါဆိုလို့ရှိရင်ပေးထားတဲ့ polynomial ကိန်းတန်းကြီးကိုစားကြည့်ရအောင်စားကိန်းကဘာလဲဆိုရင်ခုနရတဲ့ factor နဲ့စားမယ်ဒါဆိုရင်ရှေ့ဆုံးကိန်းချင်းကြည့်မယ်ဒီမှာ x2 ဒီမှာ xဒါဆိုရင် x ကို x2 ဖြစ်အောင်ဘယ်လောက်နဲ့မျှအောင်မှာလဲဆို x square နဲ့မျှအောင်မယ် x square နဲ့ x နဲ့မျှလိုက်တော့ x2 x square နဲ့ minus 1နဲ့မျှတော့ minus x square နှုတ်လိုက်မယ်ဒီမှာအနှုတ်ဒါအပေါင်းဖြစ်သွားတယ်အနှုတ်နဲ့အပေါင်း x2 နဲ့အနှုတ် x2 နဲ့ကြည့်သွားတယ်ဒါက plus 5x square နဲ့ plus x square နဲ့ဆိုတော့ plus 6x square ရမယ်ဒီက 2x ကိုဆွဲချမယ်ဒီမှာကရှေ့ရ 6x square ဒီမှာကရှေ့ရ x ကို 6x square ဖြစ်အောင်လို့ဘာနဲ့မြှောက်မှရမှာလဲဆိုရင် plus 6x နဲ့မြှောက်မှရမယ်
6x နဲ့ x နဲ့မြောက်တော့ဘာရလဲ 6x square ရမယ် 6x နဲ့ minus 1နဲ့မြောက်တော့ minus 6x ရမယ် okay နှုတ်လိုက်မယ်နှုတ်လိုက်လို့ရှိရင် plus 6x square နဲ့ minus 6x square နဲ့ကြည်သွားမယ်ဒါ plus ဖြစ်သွားမယ် plus 2x နဲ့ plus 6x နဲ့ဆိုတော့ plus 8x ဒီက x ကိုဆွဲချမယ်ရှင်းဆုံးကိန်းချင်းကြည့်မယ်ဒီမှာ x ဒီမှာ 8x ဒါဆိုရင် x ကို 8x ဖြစ်အောင်ဘယ်လောက်နဲ့မြောက်မလဲဆိုရင် plus 8နဲ့မြောက်မယ်မြောက်လိုက်တဲ့အခါကျ plus x minus 8ရမှာဖြစ်ပါတယ်ကဲနှုတ်လိုက်မယ်နှုတ်လိုက်တော့0ပေးထားတဲ့ကိန်းတန်းကိုရတဲ့ factor နဲ့စားပြီးသွားပြီနောက်ပုံစံက f4x ကိုစားကိန်းနဲ့စားလက်ပုံစံဖြစ်အောင်မြောက်မယ် f4x is equal to စားကိန်းက x plus x minus 1စားလက်က x square plus 6x plus 8ပြီးရင်နောက်ဆုံးအဆင့်တစ်ချေကခွဲလိုက်မယ် x minus 1သူ့ကိုခွဲလိုက်တော့ဒီနှစ်လီ8ဖြစ်တဲ့ကြောင့်မို့ x plus 2 တကွင်း x plus 4 တကွင်းဒါဆိုရင် factor တစ်ခုနှစ်ခုသုံးခု factor 3ခုရရှိမှာဖြစ်ပါတယ် x plus 1 x minus 1 x plus 2 x plus 4 are factors of f4x ဖြစ်ပါတယ် Number 6 Find the factors of 2x power 4 minus 3x cube minus 4x square plus 3x plus 2ပေးထားတဲ့ polynomial ကိန်းတန်းရဲ့ factor တွေကိုရှာပြရမှာဖြစ်တယ်။ရှေ့ကအပုတ်တွေနဲ့မတူတာကတော့ x ရဲ့ထက်ညွှန်းက4တက်ဖြစ်တဲ့အတွက်ကြောင့်မို့ရှာပုံရှာနည်းတော့ပြောင်းသွားမှာဖြစ်တယ်။ x ရဲ့ထက်ညွှန်းက4တက်ဖြစ်လို့ factor 4ခုရရှိမှာဖြစ်ပါတယ်။ဒါဆိုရင် x ရဲ့ထက်ညွှန်း3ခုလုံးကရှေ့မှာ factor တစ်ခုအရင်ဆုံးရှာရမယ်။ဒီမှာ x ရဲ့ထက်ညွှန်း4ခုဖြစ်တဲ့ကြောင့်မို့ factor 4ခုကိုအရင်ဆုံးရှာရမယ်။နောက်ဆုံးကိန်းကိုကြည့်အောင်နောက်ဆုံးကိန်းက2ဖြစ်တဲ့အတွက်ကြောင့်မလို့အစားသွင်းရမယ့်ကိန်းတွေက plus or minus 1 ရယ် plus or minus 2 ရယ်ဒါပဲအစားသွင်းရမှာဖြစ်ပါတယ်။ဒါဆိုရင်ပေးထားတဲ့ polynomial ကိန်းတန်းကို f4x လို့ထားလိုက်မယ်။ Let f4x is equal to 2x power 4 minus 3x cube minus 4x plus 3x plus 2 4တက်ဖြစ်တဲ့အတွက်ကြောင့် factor 2ခုရင်ရှာမယ်။သွင်းရမယ့်ဥစ္စာတွေက plus or minus 1 plus or minus 2 ဖြစ်ပါတယ်။ဒါဆိုရင်1ရင်သွင်းကြည့်အောင် f4 1 equal to 2 into x နေရာမှာ1ထည့်လိုက်တော့1 power 4 minus 3 into x နေရာမှာ1ထည့်လိုက်တော့1 power 2 minus 4 into x နေရာမှာ1ထည့်လိုက်တော့1 square plus 3 into 1 plus 2 တစ်လေးတက်က1နဲ့2နဲ့မြောက်တော့2 3နဲ့1နဲ့မြောက်တော့3 4နဲ့1နဲ့မြောက်တော့4 3 plus 2ဒါဆိုရင်2ရယ်3ရယ်2ရယ်ကအပေါင်းတွေဖြစ်တော့ပေါင်းလိုက်တော့7 plus 7ဒါက minus 7 plus 7နဲ့ minus 7ရဲ့အဖြေက0 f1 က0နဲ့ညီမယ်ဆိုရင် x minus 1က factor ဖြစ်သွားပါပြီ x minus 1 is a factor of f4x တစ်ခုရှာပြီးသွားပြီကဲနောက်တစ်ခုထပ်ရှာရအောင်ဘာအစားသွင်းကြည့်မလဲဆိုရင်1 minus 1လို့ဖြစ်တဲ့ကြောင့် f1 သွင်းပြီးသွားပြီအခု minus 1သွင်းကြည့်လိုက်အောင်2 into x နေရာမှာသွင်းမယ် minus 1 the whole power 4 minus 3 into minus 1 the whole 2 minus 4 into minus 1 the whole square plus 3 into minus 1 plus 2 minus 1 လေးတက်က plus 1 plus 1နဲ့2နဲ့မြောက်တော့2 minus 1 3တက်က minus 1 minus 1နဲ့ minus 3နဲ့မြောက်တော့ plus 3 minus 1နဲ့ထက်က plus 1 plus 1နဲ့ minus 4နဲ့မြောက်တော့ minus 4 plus 3နဲ့ minus 1နဲ့မြောက်တော့ minus 3 plus 2 2ရယ်3ရယ်2ရယ်ပေါင်းလိုက်လို့ရှိရင်7 plus 7 minus 4နဲ့ minus 3ကလည်း minus 7ဒါဆိုရင်0ရသွားပြီ f4 minus 1က0ဆိုရင်သူ့ရဲ့ factor က x plus 1 is a factor of f4x factor နှစ်ခုရှာပြီးသွားပြီဆိုအဲ့ factor နှစ်ခုဘာလုပ်ပြရမလဲဆိုရင်မြောက်ပြရမှာဖြစ်ပါတယ် x minus 1 x plus 1 equal to အပေါင်းတစ်ခွင်းနှုတ်တွင်ဆိုလို့ရှေ့ကိန်းနှစ်ထပ်အနှုတ်နောက်ကိန်းနှစ်ထပ်နောက်ကိန်းက1ရဲ့နှစ်ထပ်က1ပြီးတော့မှဘာလုပ်ရမလဲဆိုရင်ခုနအတိုင်းပေးထားတဲ့ polynomial ကိန်းတန်းကြီးကိုမြောက်ထားတဲ့ဒီကိန်းနဲ့ဘာလုပ်မှာလဲစားမှာဖြစ်ပါတယ်ပေးထားတဲ့ polynomial ကိန်းတန်းက 2x power 4 minus 3x cube minus 4x square plus 3x plus 2မြောက်ထားတဲ့ polynomial ကိန်းတန်းက x square plus minus 1ရှင်းဆုံးကိန်းချင်းကြည့်မယ်ဒီမှာ x square ဒီမှာ 2x power 4 2x power 4ဖြစ်အောင် x square ကိုဘာနဲ့မြောက်ရမှာလဲဆိုရင် 2x square နဲ့မြောက်မယ် 2x square နဲ့ x square နဲ့မြောက်လိုက်တော့ 2x power 4
2a square နဲ့ minus 1နဲ့မြောက်တော့ minus 2a square a square ရဲ့အောက်မှာရေးလိုက်မယ်ပြီးနှုတ်လိုက်မယ်ဒါက minus ဖြစ်သွားမယ်ဒါက plus ဖြစ်သွားမယ် plus 2a power 4နဲ့ minus 2a power 4နဲ့ကြေသွားမယ်ဒီက minus 4a square နဲ့ plus 2a square ဆိုတော့ minus 2a square ကျန်မယ်ဒီ minus 3a square ကိုပြန်ဆွဲချမယ် minus 3a square သူ့ကိုရှင်းလိုက်တော့ minus 2a square plus 3x ရှေ့ဆုံးကိန်းချင်းကြည့်မယ်ဒီမှာ a square ဒီမှာ minus 3h cube minus 3h cube ရအောင် a square ကိုဘာနဲ့မျှအောင်မလဲဆိုရင် minus 3h နဲ့မျှအောင်မှာဖြစ်တယ် minus 3h နဲ့ a square နဲ့မျှအောင်ရင် minus 3h cube ပြီးရင် minus 3h နဲ့ minus 1နဲ့မျှအောင်ရင် plus 3x ဒါဆိုရင်ဒါကအပေါင်းဖြစ်သွားမယ်ဒါကအနှုတ်ဖြစ်သွားမယ်ကြေသွားမယ်ဒီနှစ်ခုလည်းကြေသွားမယ်ဒါဆိုရင်ဘာပဲကျန်တော့မလဲဆိုရင် minus 2a square ရဲ့ဒီက plus 2ရဲ့ပဲကျန်တော့မယ်ရှေ့ကိန်းကြည့်မယ်ဒါက a square ဒါက minus 2a square minus 2a square ဖြစ်အောင် a square ကိုဘာနဲ့မျှအောင်မလဲ minus 2နဲ့မျှပါမယ်ဒါဆိုရင် minus 2နဲ့ a square နဲ့မျှတော့ minus 2a square minus 2နဲ့ minus 1နဲ့မျှတော့ plus 2အကုန်လုံးခြေကုန်တော့0ပဲကျန်ပါတော့မယ်နောက်တစ်ဆင့် f4x is equal to စားကိန်းအမြောက်စားလက်ပုံစံပြောင်းမယ် f4x is equal to စားကိန်းက a square minus 1စားလက်က 2a square minus 3x minus 2ချက်ချေခဲ့ခွဲမယ် x square minus 1ကိုဒီမှာခွဲပြီးသားရှိတယ် x minus 1နဲ့ x plus 1 x square minus 1နေရာမှာ x minus 1နဲ့ x plus 1 2a square minus 3x minus 2ကိုချက်ချေခဲ့ခွဲလိုက်ရင် x minus 2တခွင် 2x plus 3တခွင်ဒါဆိုရင် factor တစ်ခုနှစ်ခုသုံးခုလေးခုရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ factor တွေက x minus 1, x plus 1, x minus 2 နဲ့ 2x plus 1 are factor of f of x ဖြစ်ပါတယ်။သူပေးထားတဲ့မှာ factor က f of x is equal to 2x power 4 minus 3x cube plus minus 4x square plus 2x plus 2 factor ဘယ်နှခုလဲဆိုရင်၄ခုရမှာဖြစ်ပါတယ်၄ power ၄ခုအတွက်ဘယ်လိုတွက်လဲကြည့်ရအောင်နောက်ဆုံးကိန်းက2ဖြစ်တဲ့အတွက်ကြောင့်မလို့2ကိုခွဲလိုက်တော့2တက်လီ2ပဲရမှာဖြစ်ပါတယ်ဒီဘက်က4တက်ကိုဘယ်လိုတွက်မလဲပထမတစ်ဆင့်က4တက်ကိန်းဖြစ်လို့factor ဘယ်နှခုရမလဲဆိုလို့ရှိရင် factor နှစ်ခုအရင်ဆုံးရှာမှာဖြစ်ပါတယ် factor နှစ်ခုရှာပြီးသွားလို့ရှိရင်ရလာတဲ့ factor နှစ်ခုကိုမြောက်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကျလို့ရှိရင်ပေးထားတဲ့ကိန်းနှန်းကိုခုနမြောက်ထားတဲ့မြောက်လို့ရထားတဲ့ factor နဲ့စားပေးရမှာဖြစ်ပါတယ်နံပါတ်4ကျတော့ f of x is equal to စားကိန်းအမြောက်စားလက်ပုံစံပြောင်းမှာဖြစ်တယ်နောက်နံပါတ်5အဆင့်ကျတော့ချက်ချေကခွဲရမှာဖြစ်ပါတယ်3တက်ကိန်းနဲ့ဘာကွာလဲဆိုရင်3တက်ကိန်းက factor တစ်ခုပဲရှာရတယ် factor တစ်ခုလည်းမဟုတ်လို့နှောက်เสียမလို့တန်းပြီးတော့ဘာလုပ်ရမှာလဲစားပါမယ်ဒီမှာကျ4တက်ကိန်းဖြစ်တဲ့ကြောင့် factor နှစ်ခုကိုရှာရတဲ့ factor နှစ်ခုကိုမြောက်တဲ့ factor ကိုမြောက်တဲ့ factor နဲ့ပေးထားတဲ့ကိန်းနှန်းကိုစားပြီးလို့ရှိရင် f of x is equal to စားကိန်းအမြောက်စားလက်ပြီးရင်နောက်ဆုံးဆင်းချက်ချေကခွဲတဲ့အဆင့်ပဲဖြစ်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်